အနာဂတ်မှာကားမောင်းတက်เสียမလို့တော့တဲ့ခစ်ကိုတဖြည်းဖြည်းရောက်လာပြီဆိုတာတက်ဆယ်လာရဲ့ FSD V15 စနစ်ကဖော်ပြလိုက်ပြီးကားပေါ်မှာဂိမ်းစော်ရင်လိုက်ပါလို့ရနေပါပြီတက်ဆယ်လာဟာသူ့ရဲ့ကားမော်ဒယ်တိုင်းအတွက် PSD V15 စနစ်ကို upgrade လုပ်လို့ရနေပြီဖြစ်ကဒီစနစ်ကကားကိုလူမောင်းเสียမလို့တော့ပဲ AI ကနေတဆင့်ထိန်းချုပ်မောင်းနှင်ပေးတာဖြစ်ပါတယ်အရင်တုန်းကလည်းမောင်းသူမဲ့စနစ်ပါဝင်ပေမဲ့အခုစနစ်ကတော့အမြန်လမ်းတွေ highway လမ်းတွေမှာမောင်းနှင်မဲ့ဆိုပိုကောင်းမွန်လာမှာဖြစ်ပြီးစီးနှင်းသူလုံခြုံရေးကိုပိုပြီးဦးစားပေးလာတဲ့စနစ်ဖြစ်ပါတယ်။တချို့စမ်းသပ်မှုတွေအရမိုင်ပေါင်း250ကျော်ကိုလူမောင်းနှင်စရာမလိုပဲကားကပဲမောင်းနှင်ပေးခဲ့တာတွေ့ရပြီးအသားအစီးတွေလမ်းပေါ်ကကားတွေကိုရှောင်ကွင်းပြီးလုံခြုံစွာမောင်းနှင်နိုင်တာတွေ့လာနေရပြီဖြစ်ပါတယ်။ကားစီးတာလူမောင်းစရာမလိုဘူးဆိုတာမြန်မာပြည်လိုအတွက်တော့ကြောင်တောင်ဖြစ်လာပေမဲ့ယနေ့ကဘာကြီးမှာတော့လူမောင်းစရာမလိုတော့တဲ့ကားတွေပိုပြီးအလုတ်ဖြစ်လာနေပြီဖြစ်ပါတယ်။စမ်းသပ်ချက်တွေအရတော့တချို့အခြေအနေတွေမှာဝင်ထိန်ပေးတာတွေရှိပေမဲ့အများစုကတော့ရှုပ်ထွေးလာတဲ့ကားလမ်းအချို့အကွေ့တွေမှာအဆင်ပြေပြေမောင်းနှင်နိုင်လို့အနာဂတ်မှာစတီယာရင်မလိုအပ်တော့ပါဘူး။တစ်ချိန်မှာတော့ driver မလို့တော့တဲ့တက်ဆယ်လာကားတွေမြင်လာရဖို့ရှိနေပြီမို့ကားလောကကကြီးကြီးမားမားပြောင်းလဲသွားနေပါပြီ။ကားမောင်းတာနဲ့ပတ်သက်တဲ့အလုပ်တွေပျောက်ကွယ်သွားနိုင်ပါတယ်။